ဘယ်မှမဝယ်လို့မရနိုင်တဲ့ရှောင်းမီမက်တစိတ်ဖြစ်တဲ့ air purifier လေးတွေကိုညီမတို့ပါဝါနဲ့ညီမကနေရောက်ချပေးသွားမှာဖြစ်ပါတယ်စက်ရုံတည်းဖြစ်တဲ့အတွက်ကြောင့်ချို့သောအလုံးလေးတွေမှာအစွန်းပုံရပဲ့ရလေးတွေအနေငယ်ပါနိုင်တဲ့အတွက်ကြောင့်မို့ promotion ဈေးလေးနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်เนาะအဲ့ဒါလုံးဝမပါတဲ့အလုံးသက်လေးတွေကိုတော့ဈေးနှုန်းလေးတစ်မျိုးနဲ့ရောက်ချပေးသွားမှာပဲဖြစ်ပါတယ်လင်းသက်ဆက်လုံးဝယ်တာနဲ့ဒီလိုမျိုး original filter တစ်ခုအပြင်ပေါ်မှာနောက်ထပ် filter အသစ်တစ်ခုကိုလည်းလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်เนาะစက်ပိုင်းမှာလုံးဝအဲ့ဒါပါဖြစ်တဲ့ကြောင့်မို့ညီမတို့ကနေပြီးတော့အာမခံပေးပါတယ်เนาะအခုရှင်းပြခဲ့တဲ့ Xiaomi ရဲ့ air purifier လေးကိုစိတ်ဝင်စားလို့စက်သိမ်းမှယူနေဆိုရင်တော့ဖုန်းနံပါတ်